Mufti Zafar Ahmed Official Channel. أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم وأقيموا الصلاة وآتوا الزكاة واركعوا مع الراكعين أتأمرون الناس بالبر وتنسون أنفسكم وأنتم تتلون الكتاب أفلا تعقلون واستعينوا بالصبر والصلاة وإنها لكبيرة إلا على الخاشعين الذين يظنون أنهم ملاقو ربهم وأنهم إليه راجعون يا بني إسرائيل اذكروا نعمتي التي أنعمت عليكم وأني فضلتكم على العالمين واتقوا يوما لا تجزي نفس عن نفس شيئا ولا يقبل منها شفاعة ولا يؤخذ منها عدل ولا هم ينصرون အခုဒီမှာပြောနေတာကအစ္စရေးလူမျိုးတွေနဲ့ပတ်သက်ပြီးအစ္စရေးလူမျိုးတွေကိုအလ္လာဟ်ရှင်မြတ်ကတမန်တော်ခေတ်မှာရှိနေတဲ့အစ္စရေးလူမျိုးတွေကိုအလ္လာဟ်ကတိုက်ရိုက်မိန့်နေတယ်အဲ့ဒီမိန့်နေတဲ့ထဲကနေရှေ့ကိုဆက်ပြီးတော့အလ္လာဟ်ကမိန့်နေဝါအကီမုဆလာတာမင်းတို့လည်းနမတ်စောင့်တည်ကြတော့မုစတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ကိုနမတ်ဘယ်လိုဖတ်ရမယ်ဆိုတဲ့ဒီသင်ပေးထားတယ်အဲ့ဒီသင်ပေးထားတဲ့တကြောင်အဲ့ဒီနမတ်ဖတ်ရမယ်ဤကိုမင်းတို့ဖတ်ကြအဲ့တော့နမတ်ဖတ်မယ်အမိန့်ကဘယ်တော့မှလာမှာလဲဆိုရင်အရင်တမန်တော်ကိုအီမန်လက်ခံရမယ်တမန်တော်ကိုယုံရမယ်ပြီးရင်တမန်တော်မိန့်နေတဲ့ဝဟီတွေရှိတယ်တမန်တော်ပြန်ပြီးတော့ပြောကြားပေးနေတဲ့ဝဟီရှိတယ်ဆိုလိုတာကုရ်အာန်ကျမ်းတော်မြတ်ဒီကုရ်အာန်ကျမ်းတော်မြတ်ကိုယုံအဲ့တော့ဒီကုရ်အာန်ကျမ်းတော်မြတ်ကိုယုံတယ်ဆိုလို့ရှိရင်ဒါမင်းတို့ရဲ့တောရာကျမ်းကိုမင်းတို့အပြည့်အဝယုံရကြမယ်ပြီးတော့တမန်တော်မြတ်ကိုယုံလိုက်ပြီဆိုလို့ရှိရင်အတင်တို့ဟာတောရာကျမ်းကိုလည်းလက်ခံခဲ့တယ်အဲ့ဒီတော့ကလည်းမွတ်စလင်ပဲအခုလည်းဒီကျမ်းကိုမင်းတို့လက်ခံလိုက်မယ်ဆိုရင်မင်းတို့လက်တာကအခုမွတ်စလင်ပဲအဲ့တော့မင်းတို့အတွက်ဘာရှင်းပြောင်းသွားတယ်တောရာကျမ်းမှာမင်းတို့အရင်တော့လေးလိုက်နာရမယ့်ပုံစံကဘယ်လိုပုံစံမျိုးလဲအဲ့ဒီလိုက်နာရမယ့်ပုံစံကိုအခုငါဘာရှင်းပြောင်းပေးလိုက်ပြီဒါကအစ္စလာမ်သာသနာဒီနောက်ဆုံးတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့ရှရီအတ်ဒီဒါနောက်ဆုံးဘာရှင်းပဲဖြစ်တယ်ဆိုတော့ဒါကအစ္စလာမ်ကဟိုတမန်တော်အာဒမ်အလိုင်ဟိဆလမ်ကနေကြတဲ့ကိုကစတာကုရ်အာန်မှာအလ္လာဟ်ရှင်မြတ်မိန့်ထားတယ်အင်နဒ်ဒီနအင်ဒလ္လာဟီလ်အစ္စလာမ်အလ္လာဟ်ရှင်မြတ်ရဲ့ထံတော်ဘာမှာအလ္လာဟ်လုံးဝလက်ခံထားတယ်မှတ်ပုံတင်ထားပါတယ် register လုပ်ထားပါတယ်ဆိုတဲ့သာသနာအစ္စလာမ်ပဲရှိတယ်ဆိုတော့ဒီအစ္စလာမ်ဒီတမန်တော်ခေတ်မှာဖြစ်လာတာမဟုတ်ဘူးဒီအစ္စလာမ်ကတမန်တော်အာဒမ်အလိုင်ဟိဆလမ်ကလက်ထက်ကလေးကနေစပြီးတော့ဒီအစ္စလာမ်တစ်ခုတည်းကိုပဲနဗီတိုင်းကသင်ပေးသွားနေတာအဲ့တော့အစ္စလာမ်သာသနာရဲ့ဘာရှင်းအမျိုးမျိုးရှိခဲ့တဲ့ထဲမှာနောက်ဆုံးဘာရှင်းဒီတမန်တော်မြတ်မုဟမ္မဒ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့ဘာရှင်းအတာနောက်ဆုံးဘာရှင်းပဲဒီဘာရှင်းပြီးသွားရင်နောက်ထပ်ဘာရှင်းအစ်စ်လာစရာမရှိတော့ဘူးအဲ့တော့ဒီနောက်ဆုံးဘာရှင်းကိုမင်းတို့လိုက်နာအဲ့တော့နောက်ဆုံးဘာရှင်းမှာမင်းတို့နမတ်ဘယ်လိုဖတ်ရမလဲဆိုတဲ့ဟာကိုအဲ့ဒီအတိုင်းဖတ်ဆိုပြီးတော့မှအလ္လာဟ်ရှင်မြတ်ကနေသူတို့ကိုမိန့်တော်မူတယ်အဲ့တော့ဒါဆိုရင်မင်းတို့အရင်ဖတ်တဲ့ပုံစံနဲ့ဖတ်လို့မရတော့ဘူးအခုတမန်တော်သင်ပေးတဲ့ပုံစံကိုအတိုင်းပဲဖတ်ရတော့မယ်ဝါအာတုဇကာတာပြီးရင်ဇကာတ်ကိုလည်းပေးကြပါဇကာတ်ပေးကြပါဆိုတာတမန်တော်မူဆာအစ္စရေးလူမျိုးတွေဟာတမန်တော်မူဆာအလိုင်ဆလမ်ရဲ့ရှရီအတ်တောရာကျမ်းကတမန်တော်မူဆာပေါ်မှာချပေးထားတဲ့ကျမ်းအဲ့တော့အဲ့ဒီကျမ်းမှာလည်းဇကာတ်ကပေးရတယ်အဲ့တော့ပေးရတယ်ဆိုတော့အဲ့ဒီထဲမှာမိမိပိုင်ဆိုင်မှုတဝက်လောက်ပေးရတယ်ဆိုတဲ့အနေအထားမျိုးထိအောင်လည်းပဲရှိတယ်အဲ့တော့ဇကာတ်ပေးရင်နှစ်တိုင်းမိမိပိုင်ဆိုင်မှုတဝက်ကိုပေးရတယ်ဆိုတဲ့အနေအထားမျိုးတွေသူတို့ကျမ်းတွေထဲမှာရှိခဲ့တော့အလ္လာဟ်အဲ့ဒီပုံစံမျိုးနဲ့မဟုတ်တော့ဘူးအခုအစ္စလာမ်သာသနာမှာကျတော့မိမိပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းတွေ40ပုံတစ်ပုံနောက်တစ်မျိုးပြောမယ်ဆိုလို့ရှိရင် 2.5% ပေါ့ 2.5 ရာခိုင်နှုန်းတရားကိုပိုင်ဆိုင်မှု100ပုံလိုက်ပုံပြီးတော့အဲ့ဒီထဲ 2.5 ရာခိုင်နှုန်းအဲ့ 2.5 ရာခိုင်နှုန်းဒီ40ပုံတစ်ပုံနဲ့တွားပြီးတော့မှအညီပဲအဲ့တော့ဒီ 2.5 ရာခိုင်နှုန်းလောက်ကိုပဲတမန်တော်မြတ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ရဲ့အွမ်မတ်မှာပေးခိုင်းတော့တယ်အဲ့တော့ဒါဆိုရင်တို့အရင်ခေတ်တုန်းကပေးခဲ့ရတဲ့ပမာဏထက်ကိုအခုပေးရမယ့်ပမာဏကလျော့ကျလာပြီအဲ့တော့ဒါဟာတို့ရဲ့ဇကာတ်ပေးရမယ့်စနစ်ကိုလည်းနောက်ဆုံး version မှာအလ္လာဟ်ရှင်မြတ်ကနေပြောင်းပေးလိုက်တယ်ဝါအာတုဇကာတာအတင်တို့ဇကာတ်လည်းပေးကြဇကာတ်ဆိုတာဆင်းရဲသားကြီးပေါ့ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းတွေတစ်နှစ်ကိုတစ်ကြိမ်ဆင်းရဲသားတွေကိုလှူဒန်းရတယ်မလှူမနေရ
2.5% မလူမနေရနောက်တစ်မျိုးပြောရင်40ပုံတစ်ပုံမလူမနေရမလူဘူးဆိုလို့ရှိရင်အဲ့ဒါအလ္လာဟ်ဘက်ကပြစ်ဒဏ်တွေတက်ပြန်လာလိမ့်မယ်အဲ့တော့ရှေ့ဆက်ပြီးအလ္လာဟ်ကမိတ်နေတဲ့ဝါရကာအူမာရာကီအင်မင်းတို့နမတ်ဖတ်တဲ့နေရာမှာရူကူလုပ်တော့သူတွေနဲ့ရူကူလုပ်နေတဲ့သူတွေနဲ့အတူတူမင်းတို့ပါရူကူလုပ်ကြဆိုပြီးတော့အလ္လာဟ်ရှင်မြတ်ကနေမိတ်တော်မူအဲ့တော့ခုနကနမတ်ဖတ်ကြလို့ပြောတဲ့အထဲမှာကိုကရူကူကပါသွားပြီးပြီဒါပေမဲ့တိရမှာဒီနေရာမှာအလ္လာဟ်ရှင်မြတ်ကရူကူကိုဘာကြောင့်တီးတန့်ဖယ်ပြီးတော့မှအလွတ်မိတ်နာလဲဆိုလို့ရှိရင်အစ္စရေးလူမျိုးတွေဟာသူတို့အခါမှာတမန်တော်မူဆာအလိုင်ဟိစလမ်ရဲ့ရှရီအတ်မှာသူတို့နမတ်ဖတ်တဲ့ပုံစံမှာရူကူမပါဘူးတရားမြတ်တာရှိတယ်ပြီးရင်သူတို့ဆဂျဒါကိုတန်းပြီးတော့ဒါလိုက်အဲ့လိုမျိုးသွားတယ်မတ်တရပြီးဖတ်ရတဲ့စာတွေရှိတယ်ပြီးသွားလို့ရှိရင်ဆဂျဒါကိုသူတို့သွားတယ်မြေပြင်ပေါ်မှာလှဲအိတ်လိုက်တယ်လှဲအိတ်ပြီးတော့အဲ့လိုပုံစံမျိုးနဲ့ဖတ်တယ်အဲ့တော့အစ္စရေးလူမျိုးတွေဘယ်လိုပုံစံမျိုးသူတို့အခါမှာနမတ်ဖတ်ခဲ့ကြတယ်လဲအခုဒီခေတ်မှာလည်းသူတို့အဲ့ဒီပုံစံအတိုင်းဖတ်သေးတယ်ကျွန်တော်အခုဒီမှာဗီဒီယိုတွေကနေပြီးတော့ရှာပြီးတော့မှကျွန်တော်အစ္စရေးလူမျိုးတွေဘယ်လိုနမတ်ဖတ်တယ်လဲဆိုတဲ့ဟာလေးကိုပါကျွန်တော်တင်ပေးထားပါတယ်အဲ့တော့မမြင်ဘူးဆိုတဲ့သူတွေအနေနဲ့ကဒီဗီဒီယိုလေးတွေကိုလည်းကြည့်လို့ရတယ်အဲ့တော့ဒါဟာသူတို့တမန်တော်မူဆာအလိုင်ဟိစလမ်ရဲ့ခေတ်ကလေးကနေစပြီးတော့မှဖတ်ခဲ့တာလို့ပြောတယ်အဲ့ဒီထဲမှာလည်းသူတို့ပြုပြင်ပြောင်းလဲရေးလုပ်လိုက်တဲ့ဟာတွေအများကြီးပါပါသေးတယ်အဲ့တော့ဒါတမန်တော်မူဆာအလိုင်ဟိစလမ်တို့ခေတ်ကလေးကနေစပြီးတော့ဖတ်ခဲ့တဲ့နမတ်ရဲ့ပုံစံတစ်မျိုးအဲ့တော့အစ္စလာမ်သာသနာဝင်တွေဖတ်နေတဲ့နမတ်နဲ့ဘာရှင်းနဲ့ဘယ်လိုကွာတယ်လဲဆိုတာအဲ့ဒီမှာကျွန်တော်တို့ချိန်ကြည့်လို့ရအောင်တင်ပေးထားပါတယ်لابنهم لما أنشموا بأهابا ملك أودر مشجع مكين باروخ أتو أدوناي مغين أبراهام أتريب لهم المهيمة مدار له الشيء ماشي بعروح ومرض جيشم مخالة الهيمة كاتب مهيمة مرغمين رابينဝါကာအူမာရာကီအင်အတင်တို့ဟာဟုတ်နော်တမန်တော်မြတ်တို့နမတ်ဖတ်ပြီးဆိုရူကူဆိုတာပါတယ်သူတို့ဖတ်တော့အဲ့ဒီရူကူမပါဘူးအဲ့ဒီရူကူမပါတဲ့အတွက်ကြောင့်ရူကူလောက်တဲ့သူတွေနဲ့တူတူမင်းတို့ပါရူကူလောက်ကြဆိုပြီးတော့အလ္လာဟ်ရှင်မြတ်ကနေဒီအစ္စရေးလူမျိုးတွေတမန်တော်ခေတ်မှာရှိနေတဲ့အစ္စရေးလူမျိုးတွေကိုအလ္လာဟ်ရှင်မြတ်ကတိုင်းရိုက်တမန်တော်ကနေတဆင့်မိန့်တော်မူတယ်ရှေ့ကိုဆက်ပြီးတော့အလ္လာဟ်ကမိန့်တော်မူတယ်အတမူရူနန်နာဆဘီလ်ဘီရ်ဝတန်ဆောနာအန်ဖူဆကွမ်အတင်တို့ဟာတဲ့လူသားတွေကိုတော့ဓမ္မနဲ့ပတ်သက်ပြီးကောင်းသောလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှညွှန်ကြားကြတယ်ညွှန်ကြားကြပြီးတော့တဲ့ဝတန်ဆောနာအန်ဖုဆာကွမ်ကိုရတော့မေ့ထားကြသလားဆိုလိုတာကဘာလဲဆိုတော့သူများကိုပဲတရားတွေဟောတယ်ကိုယ်တိုင်ကကြတော့မလုပ်ဘူးအဲ့ဒီလိုပုံစံမျိုးနဲ့အတင်တို့နေကြသလားတဲ့ဝအန်တုမ်တဒလူနလ်ကီတာဘမင်းတို့ကျမ်းကိုမင်းတို့ဖတ်နေပါလျက်နဲ့မင်းတို့ကျမ်းကမှာဘာတွေပါတယ်လဲဆိုတာတွေကိုမင်းတို့နေ့စဉ်ဖတ်တယ်သူများတွေကိုမင်းတို့ပြောကြားနေတယ်အဲ့ဒီအာယတ်တော်တွေထဲမှာဘာတွေပါနေလဲဆိုတာကိုမင်းတို့သိတယ်သိပေမဲ့သူများတွေကိုပဲလှုပ်ခိုင်းတယ်မင်းတို့ကတော့မလှုပ်ဘူးဆိုတော့အဲ့ဒီလိုပုံစံမျိုးတွေမင်းတို့လှုပ်နေကြသလားတဲ့အဲ့ဒါကဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ဖျောင်းနိုင်လိုမျိုးပဲဖျောင်းနိုင်ဟာသူများကိုတော့အလင်းပေးတယ်ဒါပေမဲ့ကိုတော့ဘာလုပ်သွားနေလဲဖြက်စီးသွားနေတယ်ကိုတော့လောင်ကျွမ်းခံလိုက်တယ်အဲ့တော့ဒီလိုပုံစံမျိုးပဲအစ္စရေးလူမျိုးတွေကိုအလ္လာဟ်ရှင်မြတ်ကနေမိတ်နေတယ်မင်းတို့ကသူတို့ကဒီမှာဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီးတော့သူတို့ဘာသာဝင်တွေကသူတို့မေးကြတယ်ကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးပြောနေတယ်အဲ့တော့ဆရာကြီးတွေအနေနဲ့ဘာပြောချင်ပါတယ်ဆိုပြီးတော့ပြောတဲ့ချိန်မှာဒီတောရတ်ကပညာရှင်တွေကျမ်းတက်ပုဂ္ဂိုလ်တွေကကြတော့နောက်ကလူတွေကိုဘာပြောလဲဆိုတော့အစ္စလာမ်ဆိုတာကတော့ကောင်းတဲ့ကိစ္စတစ်ခုပါပဲကောင်းတဲ့သာသနာတစ်ခုပါပဲသူကတော့အကောင်းတွေကြီးသင်ပေးနေတာပါဆိုပြီးတော့ဒီလိုမျိုးပြောတယ်ပြောတော့ကြတော့ရှေ့ရလူတွေကိုမင်းတို့လိုက်နာမယ်ဆိုလို့ရှိရင်လိုက်နာခြင်းလိုက်နာလို့ရတယ်ဆိုပြီးဒီလိုပုံစံမျိုးပြောလိုက်တယ်ဒါပေမဲ့ပြောနေတဲ့ကျမ်းတက်ပုဂ္ဂိုလ်တွေကိုယ်တိုင်ကတော့အစ္စလာမ်ကိုလက်မခံခြင်းဘူးတမန်တော်ကသူတို့ကိုမင်းတို့လောက်ရမယ်ဆိုပြီးတော့မှအခုဒီအာယတ်မှာပါတဲ့အရာတွေကိုခိုင်းလိုက်တဲ့အချိန်မှာဒီကျမ်းတက်ပုဂ္ဂိုလ်တွေကကြတော့သူတို့ကတော့မလုပ်ဘူးနောက်ကကြံတဲ့နောက်လိုက်တွေကိုနောက်လိုက်သားတွေကိုကြတော့ပြောတယ်မင်းတို့လှုပ်ချင်တယ်ဆိုရင်လှုပ်လို့တော့ရတယ်ဒါတွေကတော့ကောင်းတဲ့အရာတွေပဲဆိုပြီးတော့ဒီလိုပုံစံမျိုးနဲ့ပြောကြတယ်အဲ့တော့ဒီလိုပုံစံမျိုးညွှန်ကြားခြင်းဟာဒါလမ်းလွဲနေတာပဲဒါဒီလိုပုံစံညွှန်ကြားရမှာမဟုတ်ဘူးသူတို့ညွှန်ကြားမဲ့ပုံစံကဒီဟာသူတို့တမန်တော်မုဟမ္မဒ်ဆလ္လာလာဟ်အလိုင်ဟိဝါဆလမ်ပြောနေတာအားလုံးကအမှန်တွေပဲငါတို့တောရတ်ကျမ်းနဲ့လည်းကြိုက်တယ်ငါတို့အရင်ကျမ်းတွေမှာပါထားတဲ့နောက်ဆုံးတမန်တော်ဆိုတာကဒီပုဂ္ဂိုလ်ပဲအဲ့ဒါကြောင့်မလို့ဒီပုဂ္ဂိုလ်ပြောသမျှကိုငါတို့အားလုံးနာခံရမယ်ငါတို့လည်းလက်ခံတယ်မင်းတို့လည်းလက်ခံကြဒီလိုပြောရမှာ
ဒါပေမဲ့သူတို့ကအဲ့လိုမျိုးမပြောဘူးမှတ်ချက်ပေးတဲ့ပုံစံမျိုးအနေနဲ့ကောင်းတဲ့ဟာတွေတော့ရှိတယ်မင်းတို့လှုပ်ချင်တယ်ဆိုလို့ရှိရင်လည်းလှုပ်ကြဆိုပြီးဒီလိုမျိုးပြောတယ်ဒါပေမဲ့ငါတို့ကြတော့မလှုပ်ကြဘူးဆိုတဲ့အဲ့ဒီပုံစံတွေအဲ့ဒီပုံမှာအလ္လာဟ်ရှိမြတ်ကနေဒီအာယတ်ကိုဆက်ပြီးတော့ချပေးနေတာမင်းတို့သူများတွေကိုပဲကောင်းတယ်ဆိုပြီးပြောပြီးမင်းတို့ကိုယ်တိုင်ကမလိုက်နာကြဘူးလားအဖလာတာကီလွန်မင်းတို့မှာဒီလောက်ကလေးတောင်အုံတော့မရှိကြဘူးလားစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိကြဘူးလားဆိုလိုတဲ့သဘောကဘာလဲဆိုရင်ဒီတမန်တော်မိတ်နေတဲ့အရာတွေဟာတောရကျမ်းကအရာတွေနဲ့အားလုံးအတူတူပဲဆိုရင်မင်းတို့နာခံရတော့မှာအဲ့တော့နာခံရမှာဖြစ်တဲ့ကြောင့်အဲ့ဒါကိုမနာခံဘဲနဲ့နားလဲပါရိုက်ပုံစံမျိုးနဲ့တစ်ဖက်လှည့်နေတယ်အဲ့ဒီလိုပုံစံမျိုးမင်းတို့လုံနေကြသလားမင်းတို့မှာအဲ့လောက်ကလေးတောင်စဉ်းစားဆင်ခြင်ဉာဏ်မရှိကြဘူးလားဆိုပြီးတော့အလ္လာဟ်ရှင်မြတ်ကနေဒါတိုင်းအစ္စရေးလူမျိုးတွေကိုမိန့်တော်မူနေတယ်ရှေ့ကိုဆက်ပြီးတော့အလ္လာဟ်ကမိန့်နေတယ်ဝစတာအီနူဘစ်ဆဘရီဝဆဆလာအတင်တို့ဟာအလ္လာဟ်စီကနေအကူအညီတောင်းဘာနဲ့အကူအညီတောင်းအောင်မလဲဆဘရနဲ့အကူအညီတောင်းပြီးရင်နမတ်ဖတ်ပြီးအကူအညီတောင်းအဲ့တော့ဆဘရနဲ့နမတ်နဲ့နှစ်ခုအဲ့ဒီလိုပုံစံမျိုးနဲ့အလ္လာဟ်ရှင်မြတ်ကသူတို့ကိုအကူအညီတောင်းခဲ့တယ်သူတို့ဒီတမန်တော်ကိုလက်မခံခြင်းဘူးတမန်တော်ပေါ်မှာကြာလာတဲ့ဗျာဒိတ်တော်တွေဒေသနာတော်တွေကိုလက်မခံခြင်းဘူးလက်မခံခြင်းရတဲ့အကြောင်းရင်းကဘာလဲဆိုလို့ရှိရင်ဟူဘီဂျာလို့ခေါ်တဲ့နေယာရူမက်ချင်းယာရူအာနာမက်ချင်းနောက်တစ်ခုကဟူဘီမာလို့ခေါ်တဲ့ဥစ္စာမက်ချင်းဥစ္စာချစ်စိတ်ဥစ္စာမက်စိတ်အဲ့တိုင်းပဲယာရူအာနာမက်တဲ့စိတ်အဲ့ဒီစိတ်နှစ်ခုကြောင့်မို့လို့အလ္လာဟ်ရှင်မြတ်ကနေပြီးတော့သူတို့ကိုဒီဟာကိုမိတ်နေတယ်မင်းတို့စီမှာကယာရူအာနာမက်တယ်ဒါနံပါတ်1အားနေချက်နံပါတ်2မင်းတို့ဒီဥစ္စာမက်ကြတယ်မင်းတို့မှာယာရူအာနာမက်ချင်းဥစ္စာမက်ချင်းဆိုတဲ့ဒီအချက်2ချက်ရှိတယ်အဲ့ဒီအချက်2ချက်ကိုပျောက်ချင်တယ်ဆိုလို့ရှိရင်ဥစ္စာမက်ချင်းဆိုတဲ့ဟာကိုယာရူအာနာမက်ချင်းဆိုတဲ့ဟာကိုပျောက်စေခြင်းတယ်ဆိုရင်မင်းတို့ကဘာလုပ်ရမလဲဆောဘာလုပ်ရမယ်ဆိုလိုတာကမင်းတို့အရင်ရိုက်နေကြဂွင်တွေရှိတယ်အဲ့ဒီရိုက်နေကြဂွင်တွေဟာဒါတွေကလမ်းမားတယ်အဲ့တော့အဲ့ဒီလိုဂွင်တွေနဲ့မင်းတို့ကဥစ္စာပစ္စည်းတွေလိုချင်တယ်ပြီးလို့ရှိရင်မင်းတို့ကယာရူအာနာတွေလိုချင်တယ်ဘယင်တွေစီမှာယာရူအာနာတွေလိုချင်တယ်တိုင်းပြည်မှာမင်းတို့တက်အုပ်ချုပ်ခြင်းတယ်အဲ့တော့အဲ့လိုအုပ်ချုပ်ခြင်းတယ်ဆိုတော့အမျိုးမျိုးလက်ပေးလက်ယူတွေလုပ်ကြတယ်လက်မျှော်တဲ့လူကလည်းမျှော်ကြတယ်ပေးတဲ့လူကလည်းပေးကြတယ်အဲ့တော့ဒီအပေးယူလက်ပေးလက်ယူလုပ်တယ်ဆိုတာဒါစီးပွားရေးပုံစံမျိုးနဲ့လုပ်နေကြတာအဲ့တော့အာနာရဖို့အတွက်ကိုဥစ္စာကိုအသုံးချတယ်အဲ့တော့ဒီအာနာမက်ချင်းပေါ့ဒီအာနာမက်ချင်းဆိုတာကိုမင်းတို့ကဘာနဲ့လုပ်ရမလဲဆိုလို့ရှိရင်ဆောဘာငါတို့အာနာမရလဲနေပလိစီငါတို့လောက်ပိုင်ခွင့်မရလဲနေပလိစီငါတို့အလတ်အမိန့်ကိုပဲဦးစားပေးပြီးနာခံမယ်ဆိုတဲ့ဒီလိုပုံစံမျိုးနဲ့မင်းတို့ကသွားရမှာအဲ့တော့အလ္လာဟ်ရှင်မြတ်ကအဲ့ဒီဥစ္စာအာနာမက်ချင်းဆိုတဲ့ဟာကိုဘာနဲ့ကုစားရမလဲဆိုရင်ဆောဘာနဲ့ကုစားရမယ်ဆိုလိုတာကဘာအခက်အခဲပဲဖြစ်လာပလိစီကြိုက်တဲ့အခက်အခဲဖြစ်ပလိစီငါတို့အလတ်အမိန့်ပဲနာခံမယ်ယာရူအာနာမရလဲနေပလိစီငါတို့အလတ်အမိန့်ပဲနာခံမယ်ဆိုတဲ့ဒီလိုပုံစံမျိုးနဲ့သွားရမှာအဲ့တော့အဲ့လိုမျိုးသွားဖို့အတွက်ကကြတော့ဆဘာလုပ်ဖို့လိုတယ်အဲ့ဒါကြောင့်အလ္လာဟ်ရှင်မြတ်ကနေသူတို့ကိုမိတ်နေတယ်မင်းတို့အာနာမက်တယ်ဆိုတဲ့ယောဂါကိုဖြေဖြောက်ခြင်းဆဘာလုပ်ဝတ်ဆလာတီဆိုပြီးတော့ဆက်မိတ်နေပြီးရင်နမတ်ဖာဆိုတော့နမတ်ကိုဆွဲဆွဲမြဲမြဲဖာဒါဆိုရင်ဒီနမတ်ထဲမှာဘာပါတယ်လဲဆိုရင်ဥစ္စာမက်တဲ့စိတ်ကိုပြေပြောက်စေတယ်နမတ်ဖတ်တဲ့သူတယောက်ဟာသူ့နမတ်ကိုသူအင်္ဂါရနဲ့ထိုင်ကြတိုင်းကြအပြည့်အဲ့ဒီလိုမျိုးပုံစံဖတ်မယ်ဆိုလို့ရှိရင်ကြာလာတယ်နဲ့အများဆွဲဆွဲမြဲမြဲသူအမြဲတမ်းဖတ်မယ်အလ္လာဟ်နဲ့လက်ပွန်တရီတေးသေးချာချာသူဒီနမတ်ကိုအင်္ဂါရအညီနဲ့အပြည့်အစုံဖတ်မယ်ဆိုလို့ရှိရင်ကြာလာတယ်နဲ့အများဘာဖြစ်လာမလဲဆိုရင်သူ့ရဲ့နှလုံးသားတွေကနေဥစ္စာမက်တဲ့စိတ်ပြေပြောက်လာတယ်အဲ့တော့အဲ့ဒါကိုအလ္လာဟ်ရှင်မြတ်ကနေမိတ်နေတယ်မင်းတို့အာနာမက်စိတ်ကိုပျောက်ခြင်းဆဘာလို့မင်းတို့ဥစ္စာမက်စိတ်ကိုပျောက်ခြင်းမင်းတို့နမတ်ပုံမှန်ဖတ်အဲ့ဒီနှစ်ခုကိုအလ္လာဟ်ရှင်မြတ်ကနေသူတို့ကိုစေးအနေနဲ့တောက်တိုက်နေတယ်ဝစတာအီနူဘစ်ဆဘရီဝဆဆလာအတင်တို့ဟာနမတ်ဆဘာလောက်ကြဆဘာနဲ့အလ္လာဟ်စီကနေအကူအညီတောင်းပြီးရင်ဝဆလာဒီနမတ်ဖတ်ပြီးအလ္လာဟ်စီကနေအကူအညီတောင်းဆိုပြီးတော့အလ္လာဟ်ကမိတ်တယ်ဒါကသူတို့ရဲ့ဥစ္စာမက်စိတ်ကိုရောအာနာမက်စိတ်ကိုရောနှစ်ခုစလုံးကိုကူစားဖို့အတွက်သာဖြစ်တယ်ရှေ့ဆက်ပြီးအလ္လာဟ်ကမိတ်နေတယ်ဝအင်နဟာလကဘီရသွန်ဒီနမတ်ဖတ်ခြင်းဆိုတာကတဲ့အလွန်အင်မတန်မှဝန်လေးတယ်ဘယ်လိုလူတွေအတွက်ဝန်လေးတာလဲအလ္လာတော်တော်များများလူတွေအတွက်ကတော့နမတ်ဖတ်ဖို့ဝန်လေးတယ်ဘယ်လိုလူတွေအတွက်လွယ်တယ်လဲဆိုရင်အလ္လာအလလ်ခါရှီအင်ယွတ်ကျိုးမှုရှိတော်သူများပေါ့အလ္လာရှေ့မှာယွတ်ယွတ်ကြိုးကြိုးရှိတယ်အလ္လာရဲ့အမိန့်တော်တွေကိုနာခံမယ်ဆိုတဲ့နာခံလို့တဲ့ဆန္ဒရှိသူတွေအတွက်ကကျတော့နမတ်ဖတ်ဖို့ဟာအဲ့ဒီလောက်ကြီးထိဝန်မလေးဘူးအဲ့ဒါကြောင့်မလို့လေကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာလည်းပဲနမတ်5ချိန်ကိုသူ့အချိန်နဲ့သူပုံမှန်ဖတ်နေတဲ့သူတွေဟာသူတို့အလ္လာရှေ့မှာယွတ်ကြိုးကြတယ်အလ္လာဟ်စီကနေသူတို့လိုချင်တဲ့ဆန္ဒတွေရှိကြတယ်သူတို့ရဲ့အကူအညီတွေကိုအလ္လာဟ်စီမှာတောင်းကြတယ်
တောင်းကြတယ်ဆိုတော့သူတို့ကအလ္လာဟ်ရှေ့မှာယူကိုငါတို့ဘာမှမစွမ်းဆောင်နိုင်ဘူးအားလုံးငါတို့အလ္လာဟ်ဒီကပဲရမှာဆိုတဲ့အဲ့ဒီယူကျိုးခြင်းဆိုတာရှိတဲ့အတွက်ကြောင့်မလို့သူတို့နမတ်9ချိန်ဖောက်ဖို့သူတို့အတွက်လွယ်တယ်ဒါပေမဲ့အဲ့ဒီယူကျိုးခြင်းအလ္လာဟ်အမိန့်နာခံလို့တဲ့ဆန္ဒမရှိခြင်းဆိုတဲ့အဲ့ဒီအလ္လာဟ်အမိန့်နာခံလို့တဲ့ဆန္ဒရှိခြင်းဆိုတဲ့ဟာတွေမရှိဘူးဆိုတဲ့အဲ့ဒီလိုလူတွေစီမှာကကြတော့ဘာဖြစ်စေတယ်ဆိုလို့ရှိရင်နမတ်9ချိန်ဖောက်ဖို့သူတို့အတွက်မလွယ်ဘူးအဲ့တော့ဒီမှာအလောင်းရှင်မြတ်ကနေမိန့်နေတယ်နမတ်ဖတ်တယ်ဆိုတာကတဲ့တော်တော်များများလူတွေအတွက်တော့မလွယ်ဘူးဘယ်လိုလူတွေအတွက်လွယ်တယ်လဲအလ္လာဟ်အရှိမငါတို့ဒီဘာမှမတတ်နိုင်ဘူးငါတို့ကအလ္လာဟ်နဲ့ပဲဖြစ်တာငါတို့အလ္လာဟ်ဒီမှာပဲအကူအညီတောင်းရမှာငါတို့ရဲ့အရာရာအားလုံးကိုဖြည့်ရှင်းဖို့ဟာအလ္လာဟ်ဒီမှာပဲဖြည့်ရှင်းရမှာဆိုတဲ့အဲ့ဒီလိုယူကျိုးခြင်းရှိတယ်ဆိုရင်အဲ့ဒီလိုယူကျိုးခြင်းရှိတဲ့သူတွေအပေါ်မှာကနမတ်9ချိန်ဖတ်ဖို့ဟာဘာမှမခဲရင်ဘူးအဲ့ဒီလိုနမတ်9ချိန်ဖတ်ဖို့မဟုတ်ဘူးနောက်ထပ်တခြားသောနဖီလ်နမတ်တွေတဟဂျွတ်နမတ်တွေအဲ့ဒီလိုအစ္စရာကနမတ်တွေပြီးလို့ရှိရင်ဂျာစ်နမတ်တွေအဝါဘီနမတ်တွေအဲ့ဒီလိုတွေဖတ်ဖို့ကအစသူတို့အတွက်ကလွယ်ကူတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့အလ္လာဟ်ရှေ့မှာငါတို့ဘာမှမစွမ်းဆောင်နိုင်ဘူးဆိုတာကိုသူတို့သိတဲ့အတွက်ကြောင့်မလို့ဝန်ခံတဲ့အတွက်ကြောင့်မလို့အလ္လာအလလ်ခါရှီအင်အလ္လာဟ်ရှေ့မှာယူကျိုးတဲ့သူတွေအမိတ်နာခံတဲ့သူတွေအတွက်ကတော့နမတ်ဖတ်ဖို့ဟာသူတို့ပေါ်မှာဝန်လေးတယ်ဆိုတာမရှိဘူးသူတို့ကတော့ပေါ့ပဲအလ္လဒီနယဇွန်နူနအန်နဟွမ်မူလာကူရဘ်ဘီဟင်ခါရှီအင်နဲ့ပတ်သက်ပြီးတော့အလ္လာဟ်ရှင်မြတ်ကဆက်ပြီးတော့မိတ်နေတယ်အဲ့ဒီအလ္လာဟ်ကိုယူကျိုးအလ္လာဟ်ရှေ့မှာယူကျိုးပါတယ်ဆိုတဲ့လူတွေဟာဘယ်လိုလူတွေလဲသူတို့ဟာငါတို့ဒီတနေ့နေ့တစ်ချိန်ချိန်ကြာရင်အလ္လာဟ်စီမှာအလ္လာဟ်ရှေ့မှောက်မှာငါတို့သွားရမယ်ဆိုတာကိုသူတို့ကအပြည့်အဝယုံကြည်တယ်သူတို့အုံနောက်ထဲမှာရောနှလုံးသားထဲမှာရောအပြည့်အဝယုံကြည်တယ်ငါတို့တနေ့ကျရင်အလ္လာဟ်အရှိမသွားပြီးစင်းစစ်မေးမြန်းခံရမှာအလ္လာဟ်နဲ့ငါတို့ကထိတ်တိုက်တွေ့ကြမှာအဲ့တော့ထိတ်တိုက်တွေ့ကြပြီဆိုတဲ့အခါကျရင်ငါတို့အားလုံး၅ပါးမှောက်လိမ့်မယ်၅ပါးမမှောက်ချင်အလ္လာဟ်အမိန့်နာခံမှုတွေနဲ့ပဲငါတို့သွားရလိမ့်မယ်ဆိုပြီးတော့ဒီလိုမျိုးသူတို့ဟာယတိပြတ်ယုံကြည်ကြတယ်အဲ့ဒီလိုယုံကြည်ကြတဲ့သူတွေအဲ့ဒီလိုယုံကြည်ကြတဲ့သူတွေကတော့ဒါယုတ်ကြိုးကြတဲ့သူတွေဖြစ်တယ်ဝအန်နဟွမ်အီလိုင်ဟီရာဂျီအွန်ပြီးရင်တနေ့နေ့တစ်ချိန်ချင်းကျရင်ငါတို့ရဲ့ပြေးလန်းဟာအလ္လာဟ်စီပဲပြန်ရမှာငါတို့အလ္လာဟ်နဲ့ကြုံကိုကြုံရမယ်အလ္လာဟ်စီပဲပြန်ရမယ်ငါတို့ဘယ်ဟိုမှအလ္လာဟ်စီကလွဲလို့ဘယ်သူစီမှပြန်လို့မရဘူးဆိုတဲ့အရာကိုအရင်တင်းပြည့်ကြက်ပြည့်ယုံကြည်ကြတဲ့သူတွေအဲ့ဒီလိုယုံကြည်ကြတဲ့သူတွေဟာအလ္လာဟ်ရဲ့အမိန့်ကိုနာခံကြတယ်အလ္လာဟ်ရှေ့မှာယူကြိုးကြပါတယ်တဲ့ဆိုပြီးတော့အလ္လာဟ်ရှင်မြတ်ကနေမိန့်တော်မူတယ်အဲ့တော့ဒါဟာနမတ်9ချိန်ဖတ်ဖို့ဆိုတဲ့ဟာကအလ္လာဟ်အမိန့်နာခံကြတဲ့သူတွေအလ္လာဟ်ရှေ့မှာယူကြိုးကြပါတယ်ဆိုတဲ့သူတွေအတွက်ကတော့ဘာမှမခဲရင်ဘူးအဲ့ဒီယူကြိုးကြတဲ့သူတွေဆိုတာကတနေ့ငါတို့အလ္လာဟ်နဲ့တွေ့ရမှာငါတို့ရဲ့ပြန်လန်းဟာအလ္လာဟ်စီပဲဖြစ်တယ်ဆိုတာကိုအဲ့ဒီလိုယုံကြည်ကြတဲ့အပြည့်အဝယုံကြည်ကြတဲ့သူတွေအဲ့ဒီလိုလူတွေဒါလျင်ဒါယူကြိုးတဲ့သူတွေဖြစ်လိမ့်မယ်ရှေ့ကိုဆက်ပြီးတော့အလ္လာဟ်ရှင်မြတ်ကနေမိန့်နေတယ်ယာဘနီအစ္စရာအီလဇ်ကူရူနိအမတီအလ္လတီအနအမ်တူအလိုင်ကွမ်ဝအန်နီဖဒလ်တူကွမ်အလလ်အာလမင်အိုဣသရေလလူမျိုးပေါင်းတို့ဣသရေလလူမျိုးဣသရေလရဲ့သားစဉ်မြေဆက်တို့ဥဇ်ကူရူနိအမတီအလ္လတီအနအမ်တူအလိုင်ကွမ်ငါမင်းတို့ကိုအရင်ကတည်းကချီးမြှင့်ခဲ့တော့ချီးမြှင့်မှုတွေချီးမြှောက်မှုတွေအပစားပေးခဲ့မှုတွေအဲ့ဒီလိုမျိုးနေအမတ်တော်တွေအဲ့ဒီလိုမျိုးနေအမတ်တော်တွေကိုမင်းတို့ပြန်ပြောင်းတရိယာကြဆိုပြီးအခုနောက်တော့လည်းတစ်ခါမိတ်ခဲ့ပြီးအခုလည်းနောက်တစ်ကြိမ်ထပ်ပြီးတော့မိတ်နေတယ်ဆိုလိုတာဗာလဲဆိုတော့အိုဣသရေလလူမျိုးရဲ့သားစဉ်ဣသရေလရဲ့သားစဉ်ဣသရာယီလရဲ့သားစဉ်မြေဆက်တို့မင်းတို့ဟုတ်ပြီနော်နောက်တစ်ပြန်ထပ်မှတ်ထားဆိုပြီးတော့မှအလ္လာဟ်ရှင်မြတ်ဘက်ကနေဒုတိယတစ်ကြိမ်ထပ်ပြီးတော့တတိပေးနေတာဖြစ်တယ်ဝအန်နီဖဒလ်တူကွမ်အလလ်အာလမင်ငါအရှင်မြတ်ဒီအတင်တို့ကိုဟုတ်ပြီနော်မင်းတို့အခါမှာတုန်းကလေးကနေစပြီးတော့မှတမန်တော်မလာခင်ကလေးကနေတမန်တော်ကိုနဗီအဖြစ်မခန့်အပ်ခင်အရင်မှာတုန်းကလေးကနေစပြီးတော့မှမင်းတို့ကငါအရှင်မြတ်ကလောကမှာအမွန်မြတ်ဆုံးသောသူသားတွေဆိုပြီးတော့ငါကသတ်မှတ်ခဲ့တာအဲ့ဒီကြောင့်မလို့ဣသရေလလူမျိုးတွေကအပြင်အပတခြားသောနေရာတွေမှာနဗီတွေကပွင့်တာနဲတယ်သူတို့ရဲ့မျိုးစဉ်ဘိုးစဉ်ပေါင်ဆက်ထဲမှာနဗီပွင့်တာနဲတယ်ဣသရေလလူမျိုးတွေမှာကျတော့အလ္လာဟ်ရှင်မြတ်ကနဗီပေါ်နဗီတောက်လျှောက်ဣသရေလလူမျိုးတွေမှာပဲနဗီပေါင်း4000ကျော်ဆေလွတ်ထားတယ်ဆိုလိုတာကခုနကကျွန်တော်ရှင်းပြတယ်လို့မျိုးသားစဉ်မြေဆက်ဖအေးလဲနဗီသားလဲနဗီတူလဲနဗီပြီးလို့ရှိရင်နောက်ထပ်မြီးလဲနဗီမြစ်လဲနဗီအဲ့ဒီလိုပုံစံမျိုးတွေနဲ့အဲ့တော့ဦးလေးတွေရောတူတွေရောအဲ့လိုဘိုးစဉ်ပေါင်ဆက်နဲ့အဲ့ဒီလိုအဆက်လိုက်ကိုအလ္လာဟ်ရှင်မြတ်ကနေနဗီဆိုပြီးတော့အဲ့ဒီလိုကိုခန့်ခဲ့တယ်အဲ့တော့သူတို့မျိုးနဲ့ဒီဣသရေလလူမျိုးတွေထဲမှာအလ္လာဟ်ရှင်မြတ်ကနဗီခန့်ခဲ့တာကအများဆုံးပဲခန့်ခဲ့တာဖြစ်တယ်အဲ့ဒါကြောင့်အလ္လာဟ်ရှင်မြတ်ကသူတို့ကိုလုံးဝအပစားပေးခဲ့တယ်ဝအန်နီဖဒလ်တူကွမ်ငါအရှင်ဒီအတင်တို့ကိုထူးမြတ်စေတော်မူခဲ့တယ်အလလ်အာလမင်တလောကလုံးထက်ကျန်တဲ့လောကမှာရှိနေတဲ့တခြားမျိုးနွယ်စုတွေအားလုံးထက်ကိုမင်းတို့ကငါအမြတ်ဆုံးဆိုပြီးတော့ငါလှုပ်ပေးခဲ့တယ်အဲ့တော့အမြတ်ဆုံးဆိုပြီးလှုပ်ပေးခဲ့တဲ့ဟာကခုနကတမန်တော်နဗီမဖြစ်ခင်အထိအောင်သူတို့ကအမြတ်ဆုံးပဲ
တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ရောက်လာပြီးတဲ့ချိန်မှာတမန်တော်ရဲ့အွမ်မတ်မုဟမ္မဒီယာကအမွန်မြတ်ဆုံးဖြစ်သွားပြီအဲ့တော့ဒီအစ္စရေးလူမျိုးတွေကလည်းတမန်တော်ကိုယုံကြည်လိုက်ပြီဆိုရင်သူတို့ကလည်းမွတ်စလင်တွေမှာပါသွားပြီဆိုရင်သူတို့လည်းပဲအမွန်မြတ်ဆုံးလူသားတွေထဲမှာဒုတိယတပြန်ထပ်ပြီးတော့မှဖြစ်လိမ့်အဲ့တော့တမန်တော်မြတ်ကိုမယုံကြည်တော့ဘူးဆိုတဲ့အခါကျလို့ရှိရင်တမန်တော်မယုံကြည်တဲ့သူတွေကကြတော့သူတို့ကဘာဖြစ်လဲဆိုတော့ဒါသူတို့ရဲ့ထွတ်မြတ်မှုကိုရုပ်သိမ်းခံလိုက်ရပြီအဲ့တော့ထွတ်မြတ်မှုရုပ်သိမ်းခံလိုက်ရပြီးသားသူတွေဖြစ်သွားကြပြီသူတို့ဗာရှင်အောက်သွားပြီအဲ့ဒါကြောင့်ဗာရှင်အသက်ထဲကိုဝင်နေတယ်ဆိုလို့ရှိရင်နောက်ကဗာရှင်အသက်ကိုမင်းတို့ယူသုံးရင်မင်းတို့လည်းဗာရှင်အသက်ထဲမှာပါတဲ့သူတွေဖြစ်ပြီးအွမ်မတ်မုဟမ္မဒီယာထဲမှာမင်းတို့ကဒုတိယတပြန်ထပ်ပြီးတော့မှပျောက်စားခံရတဲ့သူတွေဖြစ်လိမ့်မယ်ဝအန်နီဖဒလ်တုကုမ်အလာအာလမီမင်းတို့ငါဘလို့ချီးမြှင့်ခဲ့လဲဆိုတာမင်းတို့တည်တည်ချာပြန်ပြီးတော့မှအမှတ်ရကြအောင်စဉ်းစားကြအောင်တတိမူကြအောင်ဆိုပြီးတော့အလ္လာဟ်ရှိမြတ်ကထပ်ပြီးတော့ဒုတိယတစ်ကြိမ်ထပ်ပြီးတော့သူတို့ကိုတတိပေးနေတယ်واتقوا يوما لا تجزي نفس عن نفس شيئا ولا يقبل منها شفاعة ولا يؤخذ منها عدل ولا هم ينصرون ရှေ့ဆက်ပြီးတော့အလ္လာဟ်ရှိမြတ်ကမိတ်နေတယ်မင်းတို့တမန်တော်ကိုအီမန်ယူတယ်တမန်တော်ကိုယုံတယ်ပြီးတော့ကုရ်အာန်ကိုမင်းတို့ယုံတယ်ဆိုလို့ရှိရင်ဝတ်တကူယောမန်ဒီလိုနေ့ကိုမင်းတို့ကြောက်ကြဆိုလိုတာကကယာမတ်နေ့ကယာမတ်နေ့ကိုမင်းတို့ကြောက်ကြအဲ့ဒီကယာမတ်နေ့ကဘယ်လိုနေ့လဲလာတဂျဇီနဖ်ဆွန်အန်နဖ်ဆင်ရှိုင်အာဘယ်သူကမှဘယ်သူ့ကိုသွားပြီးကူညီပေးလို့မရအောင်ဟာငါတို့ရဲ့ဘိုးစဉ်ပေါင်းဆက်ကနဗီတွေအဲ့ဒါကြောင့်ငါတို့ရဲ့အဖေကငါတို့လာကယ်လိမ့်မယ်ငါတို့ရဲ့အဖိုးကငါတို့လာကယ်လိမ့်မယ်ငါတို့ရဲ့ဦးလေးကငါတို့လာကယ်လိမ့်မယ်ငါတို့ရဲ့အကူကငါတို့လာကယ်လိမ့်မယ်ငါတို့ရဲ့ညီကငါတို့လာကယ်လိမ့်မယ်ဆိုပြီးတော့ကယာမတ်နေ့စာမိုးဘက်စစ်တဲ့နေ့မှာစာမိုးဘက်စစ်တဲ့နေ့မဟုတ်ဘူးအဲ့ဒါကစုစည်းကြီးညာတဲ့နေ့ပေါ့ကယာမတ်နေ့ဆိုတာကဒါဒုနီယာကြီးကစာမိုးဘက်ကစာမိုးဘက်ကမှာဘသူစာမိုးဘက်အောင်တယ်လဲကြတယ်လဲဘသူအဆင့်မှီတယ်လဲမမှီဘူးလဲဆိုတာအဲ့ဒါအားလုံးကိုreport ကထုတ်ပြန်မှာကကယာမတ်နေ့ကျရင်ထုတ်ပြန်အဲ့ဒီ report ကကိုယ့်လက်ထဲရောက်လာပြီဆိုတဲ့အခါကျမှဟာအရက်ကူပါလူဝိုင်းပါဆိုပြီးတော့အဲ့ဒီလိုမျိုးဘသူစီယာမှာသွားပြီးအကူကြီးတောင်းလို့မရအောင်ငါတို့ရဲ့ဘိုးစဉ်မောင်ဆက်ကနဗီတွေလေငါတို့သူတို့စီကိုသွားပြီးအကူကြီးတောင်းမယ်လေဆိုပြီးတော့လေအဲ့ဒီလိုမျိုးလာတောင်းလို့မရအောင်အဲ့ဒါကိုအလ္လာဟ်ရှင်မြတ်ကမိတ်နေတယ်လာတဂျဇီနဖ်ဆွန်အန်နဖ်ဆင်ရှိုင်အာဘယ်သူကမှဘယ်သူတဦးတယောက်မှနောက်ထပ်သူတဦးတယောက်တက်ကိုတစ်စက်ကလေးမှတော့ဘာမှအသုံးတဲ့မှာမဟုတ်ဘူးဘယ်သူကမှလည်းလာပြီးဖာထေးပေးပြီးဝိုင်းဝန်းပေးပြီးတော့အဲ့ဒီလိုမျိုးလုပ်လို့ရမှာမဟုတ်ဘူးဝလာယူကဘလူမင်ဟာရှာဖာအတွန်အဲ့ဒီမှာပြီးသွားလို့ရှိရင်ငါတို့ကဘယ်သူနဲ့အမျိုးတော်လို့ဆိုပြီးတော့အဲ့ဒီအမျိုးကငါတို့လာပြီးတော့မှရှာဖာအတ်လို့ခေါ်တဲ့လူငင်းချမ်းသာခွင့်တို့ကတောင်းပေးမယ်ကြားတဲ့ကနေပြီးတော့မှဝင်အတနာခံပေးမယ်ဆိုတဲ့အဲ့ဒီဝင်အတနာခံပေးခြင်းဆိုတာလေအလ္လာဟ်ရှင်မြတ်ကအဲ့ဒီချိန်မှာလက်မခံဘူးဝလာယူခဒူမင်ဟာအဒလွန်ပြီးတော့ဝလာယူခဒူမင်ဟာအဒလွန်ဝလာဟွမ်ယွန်ဆရူန်အစားလဲလှည့်ပေးခြင်းလဲရမှာမဟုတ်ဆိုလိုတာကကိုကစာမိုးပဲကြာနေပြီးဂျဟန်နမ်သွားရတော့မှာအဲ့တော့ကိုမသွားခြင်းလို့ဆိုပြီးတော့မှနောက်အစားရအောင်ငါတပည့်လောကမှာတော့မင်းကငါတစ်သက်လုံးငါငွေထောက်ပံ့ပေးခဲ့တယ်ဘလို့ကူညီပေးခဲ့တယ်အဲ့ဒါကြောင့်မင်းကအစားလာပြီးတော့မှအစားခံပေးပါဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးလေးလုပ်လို့မရအောင်အဲ့တော့ဝလာယူခဒူမင်ဟာအဒလွန်ဂျာခံပေးမဲ့လူကိုလည်းပဲကယာမတ်တကြလို့ရှိရင်လုပ်လို့ရမှာမဟုတ်ဘူးဝလာဟွမ်ယွန်ဆရူန်ပြီးတော့လို့ရှိရင်ဘသူမှလည်းအကူညီရကြမှာမဟုတ်ဘူးအဲ့တော့ဒါကကယာမတ်နဲ့ပတ်သက်ပြီးတော့အလ္လာဟ်ရှင်မြတ်ကနေမိတ်တယ်ဒီကယာမတ်နဲ့ပတ်သက်ပြီးမိတ်ထားတဲ့ဟာကတောရာကျမ်းထဲမှာလည်းဒီတိုင်းပဲမိတ်ထားတယ်အင်ဂျီလ်ကျမ်းထဲမှာလည်းဒီတိုင်းပဲမိတ်ထားတယ်ဟိန္ဒူတွေရဲ့ကျမ်းတွေထဲမှာဆိုလို့ရှိရင်လည်းပဲဝေဒ်ကျမ်းတွေရှိတဲ့ဒီဝေဒ်ကျမ်းတွေထဲမှာလည်းကယာမတ်နဲ့ပတ်သက်ပြီးတော့မှပါတယ်နောက်ပိုင်းပြည်ပြင်ပြောင်းလဲရေးတွေလုပ်လိုက်တဲ့အပေါ်မှာတော့တော်တော်များများတချို့ကိစ္စတွေပြောင်းလဲကုန်ကြတယ်အဲ့ဒီတိုင်းပဲဗုဒ္ဓဘာသာဝင်တွေရဲ့ဒီပိဋကတ်၃ပုံဆိုတဲ့ကျမ်းတွေထဲမှာဆိုလို့ရှိရင်လည်းပဲတမလွန်နဲ့ပတ်သက်ပြီးတော့မှမိတ်ထားတာတွေရှိတယ်ငရဲကြမယ်တို့ဒုက္ခပုံမှာရောက်မယ်ငရဲကြမယ်ဟာတွေရှိတယ်ပြီးတော့စံစားမယ်ဟာတွေရှိတယ်အဲ့စံစားမယ်ဟာတွေခံစားမယ်အရာတွေဆိုပြီးမိတ်နေတဲ့ဟာတွေကဒါတွေကကယာမတ်ကိုပဲမိတ်နေတာကယာမတ်အကြောင်းကိုပဲပြောနေတာဒါပေမဲ့သူတို့နောက်ပိုင်းနောက်လာနောက်သားတွေပြုပြင်ပြောင်းလဲရေးလှုပ်လိုက်ကြတဲ့အတွက်ကြောင့်မလို့ကယာမတ်ရဲ့ပုံစံဟာသူတို့ရဲ့ကျမ်းတွေထဲမှာပုံစံအမျိုးမျိုးတွေဖြစ်ပြီးတော့မှဘာသာတစ်ခုနဲ့တစ်ခုယုံမုံယုံနီးမတူကြတော့ဘူးဖြစ်ကုန်ကြတယ်အဲ့တော့အမှန်တကယ်တော့တမန်တော်အာဒမ်အလိုင်ဟိစလမ်လက်ထက်ကနေစပြီးတမန်တော်မိုဟမ္မဒ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ထိအောင်လာသမျှသော version နဲ့အကုန်လုံးမှာကယာမတ်ကပုံစံကိုအလ္လာဟ်ရှင်မြတ်မိတ်ခဲ့တာပုံစံတစ်မျိုးတည်းပဲဖြစ်တယ်နောက်ထပ်ပုံစံတစ်မျိုးပြီးတော့လည်းမရှိဘူးဒါပေမဲ့နောက်ပိုင်းပြုပြင်ပြောင်းလဲလှုပ်လိုက်ကြတဲ့အတွက်ကြောင့်မလို့နောင်တမလွန်ပေါ်မှာယုံကြည်ရတဲ့ပုံစံတွေဟာပုံစံတွေနည်းနည်းပြောင်းပြီးတော့မှအစလွဲကုန်ကြတယ်လုံးဝတက်ဆင်လွဲတဲ့အဆင့်ထိအောင်ကိုဖြစ်ကုန်ကြတယ်အဲ့တော့အလ္လာဟ်ရှင်မြတ်ကဒီနေရာမှာဒါအစ္စရေးလူမျိုးတွေကိုတန်းပြီးတော့မှတောက်လျှောက်တတိပေးနေတယ်မင်းတို့ငါဘယ်လိုနေအမတ်တွေချီးမြှင့်ထားတယ်မင်းတို့ငါဒီတမန်တော်နောက်ဆုံးမိုဟာမက်ပေါ်မှာမင်းတို့ဘယ်လိုပုံစံမျိုးယုံကြည်ရမယ်လိုက်နာရမယ်ဆိုတဲ့ဟာတွေကိုအလ္လာဟ်ရှင်မြတ်ကနေရှင်းပြပေးလိုက်တာဖြစ်တယ်
အခုအရှိမလဲဆက်ပြီးတော့မှဒီအစ္စရေးလူမျိုးတွေနဲ့ပတ်သက်ပြီးတော့မှပဲတောက်လျှောက်အလောရှိမြတ်ကနေဆက်ပြီးတော့မှမိတ်နေတာနောက်တော့2မျက်နှာ3မျက်နှာအထိအောင်ဆက်ပြီးတော့မှလည်းသွားနေသေးတယ်ပေါ့4မျက်နှာလောက်ထိအောင်ရှိတယ်အဲ့ဒါအစ္စရေးလူမျိုးတွေကဒါအရင်သမိုင်းဆက်တွေဆိုတော့အဲ့ဒီသမိုင်းဆက်တွေနဲ့ပတ်သက်ပြီးတော့တောက်လျှောက်ဆက်ပြီးတော့မှအကုန်လုံးကိုရှင်းပြပြီးသွားနေတာဒါဟာ version လုံးဝတခြား version ကြီးမဟုတ်ဘူးမင်းတို့အရင်ကရှိခဲ့တဲ့ version ကိုပဲပြန် upgrade လုပ်ထားတာဆိုတာကိုပေါ်လွင်အောင်ဆိုပြီးတော့အလောရှင်မြတ်ကဒါတွေကိုကုရ်အာန်ကျမ်းတွေမှာထည့်ပြီးတော့မိတ်နေတာဖြစ်တယ်အားလုံးကိုသဘောပေါက်ပြီးတော့လိုက်နိုင်ခြင်းသုံးနိုင်တဲ့တော်ဖီချင်းမြင်ပေးတဲ့နာတော်မူပါစေဝါအာခီရူဒါဝါနာအလ်ဟမ်ဒူလ illah ရောဘ်ဘီလ်အာလမီ